Hello ဒီနေ့ကတော့ black pop ပတ်တူးလေးပါဒါလေးကတော့တငယ်ချင်းနဲ့ဆက်ပြီးတော့ဖောက်ထားတာပေါ့နော်ဒါသူတစ်ထုပ်ကိုတစ်ထုပ်နဲ့တယောက်ကိုနှစ်ထုပ်စီဖောက်ကြမှာပါမနဲ့တူတူဗာလေးပေါက်လဲဆိုတာကိုထပ်ပြီးတော့ကြည့်ကြမယ်နော်လာပြီနှစ်ယောက်သားလေးအတူတူတယောက်တစ်ထုပ်ဖောက်နေရနဲ့ကတ်အတူကြီးသွားကြတာကိုလေတယောက်နဲ့တယောက်ပြီးမှတီးပြီးတော့အံ့ဩနေကြတာပေါ့နော်ARS ကတော့ထပ်မတွေ့ပေမဲ့ကွယ်အမမာစတာဘောလေးပိုကီဘောဟော်လိုလေးတော့မတို့ထပ်တွေ့ရတယ်ကွယ်နှစ်ယောက်သားလေးကတ်ကိုတယောက်တစ်ထုပ်စီဖောက်ပြီးတော့တကက်ချင်းစီအတူတူဆွဲကြမယ်လို့လှုပ်ထားတာပေါ့နော်ဒါမဲ့လေတိုင်မင်းနေလွဲပြီးတော့ခွီနေရပါရဲ့ရှင်ကဲနောက်ထပ်တယောက်တစ်ထုပ်စီထပ်ပြီးတော့ဖောက်ကြပါတယ်အဲ့ဒီခဏလေးတော့ဆိုတော့နော်အမသူထပ်ပေါက်တယ်လေreverse hollow အဝါရောအဲ့ဒီဘာကောင်ကြီးလည်းမသိခုနကတော့လည်းနှစ်ယောက်သားဆင်တူကြအခုလည်း reverse hollow ထပ်ပေါက်တယ်ကွယ်နှစ်ယောက်သား cut ဆွဲတာတွေလည်းလေအတိုင်းဖောက်မညီပဲနဲ့ကြရက်ထိထားပြီးတော့ပြီးသွားပါတယ်ရှင်ဆိုတော့ဘာမှတော့ထပ်မပေါက်သွားပါဘူးဒီဗီဒီယိုလေးမဆက်တိကြမယ်ဘိုင်ဘိုင်